ကျွန်တော်ဒီနေ့မှာ OTC for skin allergy ဓာတ်မြေကနေကြောင့်ဖြစ်တဲ့ရေပြားရရနာတွေမှာတုံးတဲ့ OTC ဆေးတွေကတချို့ကိုပြောပြမှာဖြစ်ပါတယ်။ဓာတ်မြေကကြောင့်ဖြစ်တဲ့ရေပြားရရနာတွေကိုကျွန်တော် skin allergy လို့ခေါ်ပါတယ်။ skin allergy ကပဲချိန်မှာဖြစ်တဲ့တည်းဆိုရင်ကျွန်တော်တို့တွေကိုယ်ရင်းနဲ့ဓာတ်မြေတဲ့အရာတွေကိုထိတွေ့မိတဲ့အခါမှာတော့မဟုတ်စားတော့မိတဲ့အခါမှာဖြစ်ပါတယ်။တချို့လူတွေအတွက်ကြတော့ဟိုကဓာတ်မြေကိုဆိုရင်ဆိုဖြစ်ပြီးတော့တချို့လူတွေအတွက်ဒါဓာတ်မြေကိုဖြစ်တယ်တချို့တွေကြတော့လည်းဓာတ်မြေကမကြုံဘူးဆိုတာမျိုးတွေရှိနေပါတယ်။တရားနဲ့တရားမတူပါဘူး။ကျွန်တော်တို့ skin allergy ဖြစ်ပြီးတော့များဖြစ်တော့ကျွန်တော်တို့Calamine lotion လေးကိုဝယ်လိမ့်မလား non prescription steroid cream လေးကိုဝယ်လိမ့်မလားလိမ့်လိုက်ရပါတယ်အဲ့ဒါနဲ့မှကျွန်တော်ကမတက်တော့ဆိုရင်ကျွန်တော်တို့ရှင်းမှာနာစီနာချီတဲ့အခါမှာတော့မဆေးပိုင်းဆိုဒီဆေးတွေဆိုပြီးပြောခဲ့တဲ့ထဲကhistamine ကိုတောက်လို့ရပါတယ်အဲဆိုတော့ကျွန်တော်တို့ကskin allergy ဖြစ်တဲ့ဆိုရင် Calamine lotion ဒါမှမဟုတ် steroid cream တခုလိမ့်မယ်အဲ့ဒါနဲ့မှမတက်တာလို့ဆိုရင် histamine မျိုးပါတွေ့တောက်ပြီးလိမ့်စီရောတောက်စီရောတွေ့လိုက်မှာပေါ့ဗျာကျွန်တော်တို့ဒီ steroid cream လေးမှာကျွန်တော်ပြောကြခရရှိပါတယ်ကျွန်တော်တို့ steroid cream ကသူ့ရဲ့ပြင်အပေါ်မူတည်ပြီးတော့non prescription ဆရာဝန်ညွှန်ကြားချက်မလိုဘဲနဲ့တုံးလို့လိမ့်လို့ရတယ်လို့သူ့ရဲ့ပြင်နဲ့မျိုးစားပေါ်မူတည်ပြီးတော့သူကဆရာဝန်ညွှန်ကြားချက်နဲ့မှလိမ့်ရတာတုံးရဆိုပြီးရှိပါတယ်အဲ့ဒါလေးကျွန်တော်တို့ဒီခုတင်ထားဖို့လိုပါတယ်ကျွန်တော်တို့ Calamine lotion မှာဆိုရင်တော့ကျွန်တော်တို့ကတနေ့တုံးလေးချိန်လိမ့်ပြီးလို့ရတယ်သူကဒီဘက်နှစ်ဘက်တွင်မှာမတက်တာဆိုရင်တော့စီကံပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင် Calamine lotion ကိုမှကုမ္ပဏီမျိုးစုံကနေနာမည်ပုံစံပေါင်းစုံနဲ့ထုတ်ထားတာလေးကိုနမူနာပြထားပေးဖြစ်ပါတယ်ကျွန်တော်တို့ brand name နဲ့ active ingredient အကြောင်းအရာရှိမှပြောပြခဲ့ပြီးဖြစ်တဲ့အတွက်ဒီမှာသိစိတ်မပြတော့ပါဘူးကုမ္ပဏီပေါင်းစုံကနေနာမည်ပေါင်းစုံနဲ့ထုတ်ထားကိုကျွန်တော်တို့အဲ့ဒါလေးကို brand name လို့ခေါ်ပြီးတော့သူ့ရဲ့ထဲထဲမှာလုံးလုံးတဲ့ဆေးရဲ့အမည်ကိုတော့active ingredient လို့ခေါ်ရမယ်ဖြစ်ပါတယ်ကျွန်တော်တို့ steroid cream လည်းပဲတနေ့3နေ့ချိန်လေးပြင်နိုင်တာပါပဲသူလည်းပဲတစ်ပတ်နှစ်ပတ်ပြန်မှမတက်တိုင်းစီကံပြမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့တွေsteroid cream ကိုမှကုမ္ပဏီပေါင်းစုံလေးပုံစံပေါင်းနာမည်ပေါင်းစုံနဲ့ထုတ်ထားလေးကိုနမူနာ3မျိုးလောက်ပြထားပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နာမည်ရတာမျိုးမျိုးလာနိုင်တယ်နဲ့ရန်နေရတော့မျိုးမျိုးလာနိုင်တယ်နဲ့အတက်ပြီးရတော့ hydrocortisone 1% cream နဲ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီလိမ့်စီမျိုးနဲ့မတက်တာဆိုရင် antihistamine တွေကတမျိုးမျိုးတောင်းနိုင်ပါတယ်ကျွန်တော်ရှင်းမှာပြောပြပေးတာ antihistamine တစ်မျိုးပဲဖြစ်ပါတယ်cetirizine clofenaramine နဲ့ dicyclomine ပဲဖြစ်ပါတယ်တခြား antihistamine တွေလည်းတောင်းရပါတယ်